အားလုံးပဲမင်္ဂလာပါ Terra Universe ကနေပြန်ဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကတော့ Astrological Tarot Spreadly နဲ့ဘဝရဲ့အပြောင်းလဲတွေဒါမှမဟုတ်ရင်ပေါ့နော်ကိုအတွက်တစ်နှစ်စာကြည့်ချင်တာပဲဖြစ်ဖြစ်ကိုပြန်လဲဆန်းစစ်ချင်တာပဲဖြစ်ဖြစ်ကျွန်မကကက်စနကက်နောက်ဆုံးတကက်73ကက်အားလုံးပေါင်းပြီးတော့ January reading ပေါ့နော်ဘဝရဲ့ခန္ဓာ12ရက်လုံးကိုတစ်ထိုင်နဲ့သိရှိနိုင်မယ့် Astrological Spreadly ကိုကြည့်ပေးတော့မှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးတဲရော့အဟောကိုကကြတော့ကျမကဒီကမွေးနေ့ရှင်တွေအတွက်ကိုနောက်အားလုံးကို energy check ပေးတဲ့အပိုင်းမှာရောကြည့်ပေးတယ်ပေါ့နော်အလုံးလည်းအဆင်မပြေဘူးပဿနာရေးအဆင်မပြေဘူးဆိုကြည့်ပေးတယ်ဟဲ့မြဒါကိုအခု collective reading လေးဖတ်ပေးမှာဆိုတော့တေချာလေး IO ဆိုင်ပြီးတော့ကိုနဲ့ကိုက်ညီတဲ့ energy ရှိမယ်ဆိုရင်လည်း claim သွားလို့ရပါတယ်ရှင်ဟုတ်ပြီဆိုတော့နံပါတ်1ကက်လေးကကိုစားပြုတယ်လက်ရှိကိုရဲ့အခြေအနေကတထဝါဆိုတဲ့ကက်လေးကငါအရင်ကပုံစံတိုင်းမနေချင်တော့ဘူးအရင်လိုပုံစံမျိုးဖြစ်ချင်တော့ဘူးပိုကောင်းတဲ့သူဖြစ်နေချင်တယ်ပိုကောင်းတဲ့ပညာတွေကိုလေ့လာချင်တယ်ငါဘဝကိုအစအနေပြန်စားရမယ်ဆိုပြီးတော့ကိုစွန့်လွတ်ပြီးတော့ကိုဘဝရေပေါ့နော်ကောင်းမွန်တဲ့အရာတွေကိုရှောင်ဖွင့်နေတဲ့အချိန်ကာလလို့ပြောလို့ရတယ်ဒုတိယကလေးကတော့ငွေကြေးရုပ်ကိုစားပြုတယ်ငွေရမယ့်ပတ်စံတွေမရဘူးဖြစ်နေတယ်ငွေဝင်ပေါက်တွေပိတ်နေတယ်အလုပ်အသစ်မလုပ်ရဘဲနဲ့အလုပ်အဟောင်းတွေပြန်လည်လုပ်ရခဲ့ရှိရလို့ပြောချင်ပါတယ်နံပါတ်3လူမှုဆက်ဆံရေးအားကောင်းမယ်ကိုစကားပြောဆိုတာအဆင်ပြေမယ်ကိုပြီးနာမှာကိုညီချင်တဲ့သူတွေရှိမယ်တငယ်ချင်းတက်မိတ်ဆွေတက်တွေရတတ်ပါတယ်နံပါတ်4မိသားစုနဲ့ပတ်သက်ပြောမယ်ဆိုရင်အဆက်အသွယ်မလုပ်ရင်တော့အဆက်အသွယ်လေးလုပ်ပေးနော်မိသားစုဝင်တွေကကိုယ်စောင့်နေတယ်စကားပြောဖို့အတွက်စောင့်နေတယ်နောက်တစ်ခုအိမ်ပြောင်းလဲလေးရှိမယ်နေရာပြောင်းလဲတွေရှိမယ်မိသားစုဝင်တွေရှိရနေသတင်းကောင်းလေးကြားရမယ်နော်နံပါတ်5ကတီထွင်ဖန်တီးမှုဉာဏ်ပညာနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်နည်းနည်းနားယူဖို့လိုနေရပေါ့နော်ကိုတန်တရားအရန်ဝင်နေရအလုံးမဖြစ်တာတွေတွေ့ရတယ်အရန်တွေအတွေ့တွေမများနဲ့နော်နောက်တစ်ခုနံပါတ်6က The Empress Reverse ကိုရဲ့ကျမကြီးလေးယူဆိုင်ဖို့လိုအပ်နေပါတယ်အရန်ပေါ့နော်ဘာမဟုတ်တဲ့အရာတွေနဲ့ခဏနေမကောင်းဖျားနာနေတာတွေအဲ့လို energy တွေကုန်နေရဆိုရလေးကိုခံစားနေရလိမ့်မယ်ကောင်းကောင်းစားကောင်းကောင်းအိပ်ပေါ့နော်ကိုအနာပေးဖို့လိုအပ်လိမ့်မယ်နံပါတ်9ကတော့ကိုယ့်ရဲ့အခြေရည်နှောင်နေတိတ်လိုချင်တော့ဘူးပေါ့နော်အတိတ်ကကိုကပျော်လေးနေချင်တယ်ကိုကလွတ်လွတ်လပ်ပေါ့ပါတယ်နေချင်တယ်ပေါ့နော်ကိုရဲ့ရည်စားနဲ့အမြင်မတူသဘောထားတွေကကွဲလွဲနေမယ်နော်အမြင်မတိုက်ဆိုင်တာတွေဖြစ်နိုင်တယ်အဲ့တော့အားလေးတွေတတိထားစီချင်ပါတယ်နံပါတ်10ကမြောက်ကကိုယ့်ရဲ့အပြောင်းလဲတွေကိုနိုင်ရော source ရဲ့ energy ရတွေးဖို့မဖြစ်လာတဲ့အရာတွေတွေးဖို့နေရာရှော့ဖို့ပြောချင်ပါတယ်နံပါတ်9ကိုယ့်ရဲ့spiritual travel ကိစ္စရပ်တွေကတော့အဆင်ပြေရเนาะဒီလူတွေကတော့ဘာသာရေးကောင်းတယ် tarot reader တွေဆိုလဲဒါ spiritual ဘိုင်းတွေမှာဆိုတော်တော်လေးတည်ငြိမ်တဲ့အဆင့်ကိုရောက်နေပြီအောင်မြင်တဲ့အဆင့်ကိုရောက်နေပြီလို့ပြောလို့ရမယ်ပေါ့နော်ခီးတွေပါသွားလိမ့်မယ်နံပါတ်10ကိုယ့်ရဲ့လက်ရှိအလုပ်ကိုင်မှာကတိတ်တော့သဘောမကျအောင်ရတာမလို့လိုတာများကိုကမရနိုင်တဲ့အလုပ်တွေလိုချင်နေတဲ့ပုံစံမဖြစ်တဲ့ကြောင့်မလို့ကြိုးစားဖို့လိုလိမ့်မယ်ပေါ့နော်နံပါတ်7ကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနည်းနည်းပြိပခဖြစ်မယ်စကားလေးနည်းနည်းများရမယ်ပတ်ဝန်းကျင်နဲ့ပတ်သက်လာရင်ပေါ့နော်နောက်နံပါတ်7ကကိုယ့်ရဲ့မသိစိတ်ကတော့ကိုယ့်ရဲ့စိတ်ဆန္ဒအရန်ပြင်းပြနေအရန်နေအလုပ်လုပ်ချင်နေဆိုကိုယ့်ရဲ့စိတ်ဆန္ဒတိုင်းလုပ်ချင်တဲ့အရာကိုတစိုက်မမတ်လုပ်ပါလို့ပြောချင်ပါတယ်ဒါဆိုရင်အောင်မြင်ပါလိမ့်ပါမယ်ရှင်နောက်ဆုံးကလေးကတော့ main energy ပေါ့နော်ဒီကအားလုံးရဲ့အနစ်ချုပ်ဘလောက်ပဲကိုယ့်ရဲ့ main energy ကထားဝါလိုမျိုးပေါ့နော်အပြောင်းလဲတွေရှိပါစေကိုသာတစိမ့်မမအာရုံရောက်လုံးမယ်ဆိုရင်တော့ဘယ်ရမဆိုဖြစ်ထွန်းအောင်မြင်မယ်လို့ပြောလို့ရပါတယ်ရှင်စိတ်ကူးရင်စံတာမျိုးထက်လက်ထိကျလို့ရမယ်လူတွေပါလို့ပြောချင်ပါတယ်ဆိုတော့ reading လေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်